Techno Infinite ID original ကျိုးတွေပျောက်သွားခဲ့ရင်လေစိတ်မညစ်နဲ့နော်အဲ့ဒါဆိုတော့ကျွန်တော်တို့ဆိုင်မှာဒါ original adapter တွေမှာထွက်တဲ့ဒီ web ကို support ပေးမယ့်အားသွင်းမျိုးတွေကျွန်တော်တို့ဆိုင်မှာရောက်ထားပါတယ်နော်ဒီကောင်လေးကတော့ကျွန်တော်ဒါ Infinite Note 40အကူစမ်းပြထားတာပါကျွန်တော်ဆိုရင်ဒါ original ကျိုးမရှိတော့ဘူးအဲ့တော့ဒီကျိုးလေးနဲ့ကျွန်တော်သုံးနေတယ်အဆင်ပြေတယ်ဆိုတော့သူ့ရဲ့မူရင်းဝက်တိုင်းဒါ all round feature ကျွန်တော်33ကထွက်တယ်ဆိုတော့ Techno ဖုန်းတွေidea ဖုန်းအကုန်လုံးဒီပါကို support ပေးပါတယ်65 watt ထွက်တဲ့ဖုန်းတွေလည်း support ပေးတယ်80ထွက်တာကိုလည်း support ပေးတယ်ကျွန်တော်ဒီမှာဒါ45 watt ထွက်တဲ့ Techno ဖုန်းတွေကိုလည်းကျွန်တော်စမ်းပြီးပါပြီ support ဖြစ်ပါတယ် original မှာသုံးညင်တဲ့မိတ်ဆွေတွေအတွက်လည်း company တိုင်းရဲ့ original ကျိုးတွေမှာပေးပါတယ် original ကျိုးတွေကတော့ဈေးကြီးပါတယ်ဒါသိန်းဝန်းကျင်ဖြစ်ပါတယ်ဆိုတော့အခုကျွန်တော်ရောင်းချပေးမယ့်ကျိုးလေးကတော့ဒါကျွန်တော်တို့ဒါ Galaxy ကထွက်ထားတဲ့ဒါ200 watt ကျိုးလေးပါနော်ဒီကောင်လေးဆိုရင်ကျွန်တော်တို့ကရောင်းသေးလေးကလည်းဒါ6000ကျပ်တယ်အာမခံက1 year ပါမယ်ခင်ဗျာဆိုတော့ဒီ Techno Infinite ID ရဲ့ဘယ် brand မှာဖြစ်ဖြစ်ကျွန်တော်တို့ဒါသူသက်ဆိုင်ရာ support ပေးတဲ့ website ကိုထွက်ပါတယ်အဲ့တော့ဆိုင်မှာလာရောက်ပြီးစမ်းသပ်ပြီးဝယ်ယူလို့လည်းရပါတယ်အိမ်ရောက်ငွေချင်းနဲ့မှားကျင်တယ်ဆိုလည်းမြန်မာနိုင်ငံအနှံ့ကိုကျွန်တော်တို့အိမ်ရောက်ငွေချင်း delivery နဲ့အပ်ပေးပါတယ်ခင်ဗျာမှာယူကျင်တယ်ဆိုတော့ဒီ TikTok Messenger လေးမှာလာရောက်ဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ